ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာเนาะအားလုံးမင်္ဂလာပါเนาะကျွန်တော်ခုပြပေးမှာ member တတိယ OD 608အောင်ခဲ့တဲ့ site เนาะအဲ့ site ရဲ့အဆက်ကလေးကိုပြပေးမှာဖြစ်တယ်เนาะဟုတ်ကဲ့အားလုံးပဲเนาะကြည့်လိုက်အောင်เนาะဒီမှာ frame က senior စခံတာเนาะဒီ3လုံး1ဒီ3လုံး2ဒီ3လုံးက3စီเนาะ timing guide เนาะ timing guide เนาะအပင်ကြားအမှန်เนาะဒီ3လုံးက1ဒီ3လုံးက2ဒီ3လုံးက3เนาะ1နဲ့3 senior နဲ့စပြီးတော့ frame တဲတာเนาะဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီ3လုံး1ကိုတဲ့ဒီ3လုံး1ကိုဒီရှေ့ပေါင်း9ရယ်ဒီ3ညာခါရယ်ဒီ6ထိပ်ရယ်เนาะ4လုံး1ပြန်ဖြည့်တယ်เนาะဒီ3လုံး1ကိုဒီ3လုံးရှေ့ပေါင်း9ရယ်3ညာခါရယ်6ထိပ်ရယ်1လို့ပြန်ဖြည့်ပြီးမှအဲ့1ကနောက်ပိတ်ပိတ်ခဲ့တာเนาะဒါပထမကတ်အဲ့1ကနောက်ပိတ်ပိတ်ခဲ့တယ်ပထမကတ်ဒုတိယကတ်ကဒီ3လုံး2အဲ့3လုံး2ကိုတဲ့ဒီရှေ့ပေါင်း9ရှေ့ပေါင်း2ကတဲ့ဒီခွန်ခါရယ်ဒီ3ထိပ်ကဒီကနန်း4လုံး2ပြန်ဖြည့်တာเนาะဒီ3လုံး2ကိုဒီရှေ့ပေါင်း2ကခွန်ရယ်ဒီ3ရယ်เนาะ2ပြန်ဖြည့်ပြီးမှအဲ့2ဒီ2လို့နောက်ပိတ်ခဲ့တာเนาะဒါဒုတိယကတ်တတိယကတ်ကသူကဒီမှာရှိမယ်1 2ပြီးတော့3ပေါ့ဒီ3လုံး3အဲ့ဒီ3ကိုတဲ့ဒီရှေ့ပေါင်း3ရယ်ဒီ3ခါရယ်ဒီခွန်ထိပ်ဒီ4လုံး3ပြန်ဖြည့်တာเนาะ3ပြန်ဖြည့်ပြီးတော့မှအဲ့3ဒီ3နောက်ပိတ်ခဲ့တာเนาะ1 2 3ဆိုတဲ့ senior တက်လာတဲ့စနစ်เนาะဟုတ်ပြီ senior เนาะအဲ့တော့သူကဒီ3လုံး1တဲ့အဲ့3လုံး1ကိုဒီ4လုံး1အဲ့1ဒီ1လို့နောက်ပိတ်လိုက်တယ်တဲ့1လို့နောက်ပိတ်ပြီးတာ ਨੇ အဲ့1ဒီတဲ့အဲ့1ဒီသူ့အပေါ်တစ်ပွဲနှစ်ပွဲသုံးပွဲတိုင်းသူ့ဘေးမှာ1လို့ပြန်ပြီးတော့နောက်ပိတ်ပိတ်လိုက်တယ်เนาะအဲ့1နောက်ပိတ်ကို1 2 3သူ့ရဲ့နောက်နှစ်မှာ1နောက်ပိတ်လို့ကြာလိုက်တာ ਨੇ တပြိုင်နက်တည်းတဲ့เนาะဒီ3လုံး1အဲ့1ကိုဒီ4လုံး1အဲ့1ဒီ1နောက်ပိတ်အဲ့1နောက်ပိတ်ဒီသူ့အပေါ်တစ်ပွဲနှစ်ပွဲသုံးပွဲတက်လိုက်ပြီးသူ့ဘေးမှာနောက်နှစ်မှာ1လို့အဲ့1နောက်ပိတ်က1နောက်ပိတ်လို့တင်လိုက်တာ ਨੇ တပြိုင်နက်တည်းတဲ့ဒီနောက်ပိတ်နဲ့ဒီနောက်ပိတ်နဲ့ပေါင်းရင်4ပါတဲ့เนาะဒီနောက်ပိတ်နဲ့ပေါင်းရင်4နောက်ပိတ်ချင်းပေါင်း4ဒီ3ညာခါနဲ့ဒီခွန်ခါနဲ့3ညာခါနဲ့ပေါင်းရင်ခွန်ပါတဲ့เนาะ4ခွန်เนาะဒီနောက်ပိတ်ချင်းပေါင်း4ခါချင်းပေါင်း1ထိတ်နဲ့ခွန်ထိတ်နဲ့ပေါင်းရင်8 4ခွန်8ဆိုတဲ့ကဏ္ဍဒီတဲ့နောက်နှစ်မှာလိုက်ထွက်ပါတယ်တဲ့เนาะနောက်နှစ်မှာ4ခွန်8လိုက်ထွက်တယ်အဲ့ဒီဘယ်ချိန်မှာထွက်မလဲဆိုတာကိုပြီးရင်ထောက်ဖမ်းပြမယ်เนาะဒါပထမကတ်ဒုတိယကတ်မှာသူပထမကတ်ပြောဒုတိယကတ်မှာဒီ3လုံး2အဲ့2ကိုဒီ4လုံး2အဲ့2ဒီတဲ့2နောက်ပိတ်အဲ့2နောက်ပိတ်ဒီသူ့အပေါ်တစ်ပွဲနှစ်ပွဲသုံးပွဲတက်လိုက်ပြီးနောက်နှစ်မှာအဲ့2နောက်ပိတ်က2နောက်ပိတ်လို့သူကတက်ပြီးတော့ထိုင်လိုက်တာနဲ့တပြိုင်နက်တည်းတဲ့နောက်ပိတ်ချင်းပေါင်းရင်4ပါတဲ့เนาะနောက်ပိတ်ချင်းပေါင်းရင်4ဒီခါနဲ့ခါချင်းပေါင်းခါ3ခါနဲ့8ခါနဲ့ပေါင်းရင်1ဒီ3ထိပ်နဲ့ခွန်ထိပ်နဲ့ပေါင်းရင်3ည4 1 3ညဆိုတဲ့ကဏ္ဍဒီတဲ့နောက်နှစ်မှာလိုက်ထွက်ပါတယ်တဲ့เนาะနောက်နှစ်မှာလိုက်ထွက်ပါတယ်တဲ့เนาะဟုတ်ပြီเนาะဘယ်ချိန်မှာထွက်မလဲဆိုတာကိုပြီးရင်ထောက်ဖမ်းပြမယ်เนาะဟုတ်ပြီဒါဒုတိယကတ်တတိယကတ်ဒုတိယကတ်ပြီးတော့ကတ်ဒီ3ည5 8 3နဲ့အဲ့3ဒီ3လုံးဒီ4လုံးပေါ့เนาะ5 8 3ခွန်4လုံးပေါင်းရင်3အဲ့ဒီ3လုံး3ဒီတဲ့5 8 3ခွန်4လုံးပေါင်းရင်3အဲ့3ဒီ3နောက်ပိတ်လိုက်တာ ਨੇ တဲ့သူ့ရဲ့အပေါ်တစ်ပွဲနှစ်ပွဲသုံးပွဲတက်လိုက်ပြီးနောက်မှာအဲ့3နောက်ပိတ်3နောက်ပိတ်လို့ပဲပြန်ကစားခဲ့တယ်เนาะအဲ့3နောက်ပိတ်က3နောက်ပိတ်လို့ပြန်ကစားတင်လိုက်တာ ਨੇ တပြိုင်နက်တည်းတဲ့နောက်ပိတ်ချင်းပေါင်းလိုက်ရင်6ပါတဲ့เนาะအဲ့တော့ထိတ်ခါချင်းပေါင်းရင်ပါတယ်เนาะနောက်ပိတ်ချင်းပေါင်း6ခါချင်းပေါင်းရင်ခါချင်းပေါင်းရင်8ထိတ်ချင်းပေါင်းရင်ခွန်ပါတဲ့เนาะ6 8ခွန်ဆိုတဲ့ကဏ္ဍဒီချိန်မှာထွက်မယ်ဆိုတာကိုထောက်ဖမ်းထားတာเนาะစနစ်ကဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဘယ်ချိန်ဒီမှာထွက်မလဲเนาะကျွန်တော်ကြည့်အောင်ဘယ်ချိန်ဒီမှာထွက်မလဲသူကစတယ်တွေက frame ရစီနဲ့เนาะဒီ3လုံး1 1 2 3ဆိုတဲ့နောက်ပိတ်1 2 3 senior တွေနဲ့တည့်ခဲ့တဲ့အတွက်တဲ့သူကြတော့မယ်ဆိုလို့ရှိရင်လည်းပဲတဲ့သူ senior ထောက်ချက်နဲ့ပဲသူကထောက်ပြီးမှကြာတာเนาะ senior ထောက်ချက်နဲ့ပဲထောက်ပြီးကြာတယ်ဟုတ်ပြီအဲ့ဒါဆိုရင်လည်းဒီမှာသူက1နောက်ပိတ်ကို1နောက်ပိတ်လို့တင်လိုက်တယ်เนาะတင်လိုက်တဲ့အချိန်မှာတဲ့နောက်ပိတ်ချင်းပေါင်းအဲ့နောက်ပိတ်ချင်းပေါင်း4ခါချင်းပေါင်းခွန်ထိတ်နဲ့ထိတ်ချင်းပေါင်း8 4ခွန်8ဆိုတဲ့ကဏ္ဍကြတော့မယ်ဆိုရင်ဒါပထမကတ်เนาะ4ခွန်8ဆိုတဲ့ကဏ္ဍကြတော့မယ်ဆိုရင်တဲ့သူက1 2 3နဲ့ senior နဲ့ frame တဲခဲ့တဲ့အတွက် senior ထောက်ချက်နဲ့ပဲသူကထောက်ပြီးမှကြာတာเนาะအဲ့ကြာတော့မယ်ဆိုလို့ရှိရင်1 2 3 senior တဲတဲ့အတွက်1 2 3ကိုဆက်ပြီးတိုးယူလိုက်ရင်4 5 6เนาะ4 5 6 4 5เนาะအဲ့1 2 3ကိုဆက်တိုးယူလိုက်ရင်4 5 6ဆိုတဲ့နောက်ပိတ်တွေရမယ်เนาะ4 5 6
နော်အဲ့4 5 6ကိုဆက်တိုးယူလိုက်ရင်ကွာပေါင်းချင်းတွေခွန်အဲ့ဒီ4ရဲ့ဘေးမှာကွာပေါင်းခွန်အဲ့9ရဲ့ဘေးမှာကွာပေါင်းက8ဒီ6ရဲ့ဘေးမှာကွာပေါင်းချင်း9ပါတဲ့နော်သူကဟုတ်ပြီနော် frame စတည်တာဒီ1 2 3နဲ့စတည်တဲ့အတွက်တဲ့1 2 3ကိုဆက်ပြီးတိုးယူလိုက်ရင်4နောက်ပိတ်5နောက်ပိတ်6နောက်ပိတ်ဆိုတာရတယ်နော်အဲ့4 5 6ကိုဆက်ပြီးတိုးယူလိုက်ရင်ကွာပေါင်းချင်းအဲ့4ရဲ့ဘေးမှာကွာပေါင်းချင်း9ရဲ့ဘေးမှာကွာပေါင်းချင်း8 6ရဲ့ဘေးမှာကွာပေါင်းချင်း9လို့ရတယ်1 2 3ကိုတိုးယူလိုက်ရင်4 5 6 4 5 6 4 5 6ကိုတိုးယူလိုက်ရင်9 8 9ဆိုတဲ့ဒီထောက်ချက်တွေနဲ့သူကပြုတ်ကြတာနော်ဟုတ်ပြီအဲ့တော့သူက4နောက်ပိတ်တဲ့4နောက်ပိတ်ကဘေးမှာခွာခွန်အဲ့ခွာဒီလည်းပဲ4 3ခွာခွာ8ဒီ5 3ခွာခွာ9ဒီ6 3ခွာနဲ့ဖြစ်6 6 3ခွာထားတာနော်စနစ်ကအဲ့လိုကြာတယ်သူကအဲ့တော့4နောက်ပိတ်ကဘေးမှာခွာခွန်လို့ထောက်ပြီးရတယ်တဲ့သူ့အောက်တပွဲကျော်မှာအဲ့ခုနပြောတဲ့4ခွန်8ဆိုတဲ့ကဏ္ဍဒီထွက်တာပါတဲ့နော်4ခွန်8ဆိုတဲ့ကဏ္ဍထွက်တယ်သူထွက်တော့မယ်ဆိုရင်ပုံသေးနောက်ပေါင်း5နောက်နှလုံးပေါင်းချင်း5ပုံသေးနဲ့ထွက်တာနော်ဟုတ်ပြီဒါပထမကဒုတိယကမှာလည်းသူဒီတိုင်းပဲ4ပြီးတော့5နောက်ပိတ်ကပေးမှာနော်အဲ့တော့သူကဒီတစ်ကတဲ့တစ်လို့နောက်ပိတ်ရတယ်4ခွန်8ဆိုတဲ့ကဏ္ဍဒီတဲ့ဒီမှာနောက်နှစ်ကိုလိုက်ထွက်တယ်တဲ့သူထွက်တော့မှဆိုရင်4နောက်ပိတ်အဲ့4နောက်ပိတ်ကမှာကွာပေါင်းချင်းခွန်ထောက်ထားတယ်သူ့အောက်တပွဲကျော်မှာထွက်တယ်ထွက်တော့လည်းပဲသူကနောက်ပေါင်း5ပုံသေးနဲ့နောက်နှုံးပေါင်းချင်း5ပုံသေးနဲ့ထွက်ပေးရတာနော်ဒုတိယကနှစ်က2နောက်ပိတ်က2နောက်ပိတ်တက်လိုက်တဲ့အချိန်မှာနောက်ပိတ်နှလုံးပေါင်း4ခါနှလုံးပေါင်း1ထိန်နှလုံးပေါင်း3ညအဲ့4 1 3ညဆိုတော့ကဏ္ဍနောက်နှစ်ကိုလိုက်ထွက်တယ်အဲ့နောက်နှစ်ကိုလိုက်ထွက်တော့မယ်ဆိုရင်လည်းပဲဒါဆိုပထမကမှာ4ထိတ်4နောက်ပိတ်ကပေးမှာကွာခွန်တတိယကဒုတိယကမှာ5နောက်ပိတ်ကပေးမှာကွာ8လို့ထောက်ပြီးကမှာသူ့အောက်တပွဲကျော်မှာလိုက်ထွက်သူထွက်တော့မယ်ဆိုလို့ရှိရင်လည်းပဲတဲ့နော်နောက်ပေါင်းချင်း5ပုံတွေနဲ့ထွက်တာနော်ဟုတ်ပြီအဲ့ဆိုရင်အခုတတိယကတင်းနောက်ပိတ်ကတင်းနောက်ပိတ်တင်လိုက်တဲ့4ခွန်8ထွက်တယ်နှစ်နောက်ပိတ်ကနှစ်နောက်ပိတ်လို့တင်လိုက်တဲ့4 1 3ညထွက်တယ်အဲ့တော့ဒီ3နောက်ပိတ်က3နောက်ပိတ်လို့တင်လိုက်တာနဲ့တဲ့နောက်ပိတ်ချင်းပေါင်း9ခါနှလုံးပေါင်း8ထိန်နှလုံးပေါင်း9 9 8ခုဆိုတော့ကနောက်နှစ်ကိုလိုက်ထွက်မယ်တဲ့နော်နောက်နှစ်ကိုလိုက်ထွက်တော့မယ်ဆိုရင်တဲ့သူကပထမကမှာ4နောက်ပိတ်ကွာပေါင်းချင်းခွန်ဒုတိယကမှာ5နောက်ပိတ်ကွာပေါင်းချင်း8အခုတတိယကကြတော့6နောက်ပိတ်နဲ့ကွာပေါင်းချင်း9လို့သူရိုက်ထားတယ်အဲ့ကွာပေါင်းချင်း9စီလည်းပဲသူက3 6ခွာတဲ့ကောင်ဖြစ်ရမယ်4 3ခွာ5 3ခွာ6 3ကွာနော်အဲ့ဒီကောင်အောက်တပွဲကျော်မှာထွက်တယ်သူထွက်တော့မယ်ဆိုလို့ရှိရင်လည်းပဲတဲ့အဲ့9ခွန်8ဒီနောက်ပေါင်းချင်း5ပုံနေနဲ့ထွက်တယ်ဟုတ်ပြီနော်အဲ့တော့နောက်ပေါင်းချင်း5ပုံနေနဲ့ထွက်မယ်ဆိုတော့9ခွန်8နဲ့9 8ခွန်ဆိုတဲ့ကဏ္ဍနှစ်ခွက်ပဲကျွန်တော်တို့ကထိုးရတာအားလို့နော်သူကတိတိကျကျနောက်ပေါင်း5တွေနဲ့ပဲပထမကမှ4ခွန်8ထွက်တယ်နောက်ပေါင်း5နဲ့ကြားတယ်ဒုတိယကမှ3ရတယ်နောက်ပေါင်း9နဲ့ပဲကြားတယ်အခုတတိယကတ်မှာလဲ9ခွန်8ထွက်တဲ့အချိန်မှာသူကနောက်ပေါင်းချင်း5နောက်နှုံးပေါင်းချင်း5နဲ့ဆိုတော့9ခွန်8နဲ့9 8ခွန်ဆိုတော့ကဏ္ဍနှစ်ခွက်ပဲမမကတ်ထဲမှာကျွန်တော်တတိယအော်ဒီနေရာမှာထည့်ပေးလိုက်တာနော်ဒီ site က site တစ်မျိုးတည်းမဟုတ်ဘူးအကိုခွန်ရှိကနောက်ထပ်ကြားတဲ့ site 2 site ရှိသေးတယ်နော်ဒါကြောင့်မလို့တတိယအော်ဒီနေရာမှာထည့်ပေးလိုက်တာနော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီကဏ္ဍကြပြီးဘာလိုက်လဲဆိုတော့ပထမကတ်မှာတဲ့နောက်ပိတ်ချင်းပေါင်း4ခါချင်းပေါင်းခွန်ထိတ်ချင်းပေါင်း8လို့ကြပြီးတာနဲ့တဲ့သူကအဲ့နောက်ပေါင်း5ပုံတွေနဲ့ကြတယ်အဲ့နောက်ပေါင်း5ပုံတွေနဲ့ကြလိုက်တဲ့အတွက်တဲ့အဲ့ကောင်ကြပြီးရနဲ့တဲ့အဲ့နောက်ပေါင်း5ရဲ့နက်ခတ်ကိုနောက်ပေါင်း3နဲ့လိုက်လာတယ်နော်နောက်ပေါင်း9ရဲ့နှစ်ခတ်နောက်ပေါင်း3ရဲ့ပါဝါကိုအဲနောက်ပေါင်း3ရဲ့ပါဝါ8ထိပ်နော်တနည်းအားဖြင့်ပြောရင်နောက်ပေါင်း9နဲ့နောက်ပေါင်း3နဲ့ပေါင်းရင်8ဒီ8ထိပ်လို့ယူလို့ရတယ်နော်8ထိပ်နဲ့နောက်ပေါင်း3နော်အဲ8ထိပ်နဲ့နောက်ပေါင်း3ကြာတဲ့နေရာမှာလည်းပဲသူကဒီပွဲမှာဒီခွန်8ထွက်သွားတဲ့ကောင်နောက်ပိတ်နော်4ရဲ့နှစ်ခတ်2နောက်ပိတ်နဲ့နော်နောက်ပေါင်း3ရဲ့ပါဝါ8ထိပ်ဆိုတော့တစ်ခွက်သေးပေါ့နော်ဒုတိယကမှာလည်းဆိုဒီတိုင်းပဲနော်ဒုတိယကမှာလည်းပဲဒီ3ည4တစ်ဆိုတော့ကဏ္ဍနောက်ပိတ်နှလုံးပေါင်း3 4ခါနှလုံးပေါင်း1ထိတ်နှလုံးပေါင်း3ည4တစ်3ညဆိုတော့ကဏ္ဍထွက်တော့လဲနောက်ပေါင်း9ပုံသေးနဲ့ပဲထွက်တာနော်အဲ့နောက်ပေါင်း9ပုံသေးနဲ့ထွက်ပြီးရတယ်သူ့အောက်မှာကြိုက်လိုက်တဲ့ကဏ္ဍကြီး9ရဲ့နှစ်ခါနောက်ပေါင်း3နဲ့လိုက်တယ်နောက်ပေါင်း9ရဲ့နှစ်ခါကိုနောက်ပေါင်း3နဲ့လိုက်တယ်အဲ့3ရဲ့ပါဝါ8ထိတ်နဲ့ပဲထွက်တယ်နောက်ပေါင်း9ရဲ့နှစ်ခါကိုနောက်ပေါင်း3နဲ့လိုက်တယ်3ရဲ့ပါဝါ8ထိတ်နဲ့ထွက်တယ်နော်ဒုတိယကမှလည်းနောက်ပေါင်း9ရဲ့နှစ်ခါနောက်ပေါင်း3နဲ့ထွက်တယ်3ရဲ့ပါဝါ8ထိတ်နဲ့ပဲထွက်တယ်အဲ့ဒီချိန်မှာသူကနောက်ပေါင်း9ရဲ့နှစ်ခါနောက်ပေါင်း3ဖြစ်လို့4ထိတ်ကနှစ်ခါ2ပိတ်နဲ့နောက်ပေါင်း3 8ထိတ်ထွက်တာလားအဲဒုတိယကမှလည်းနောက်ပေါင်း9ရဲ့နှစ်ခါနောက်ပေါင်း3ထွက်တဲ့အတွက်3ညရဲ့နှစ်ခါခွန်နောက်ပိတ်နဲ့တဲ့နော်နောက်ပေါင်း3 8ထိတ်နဲ့ထွက်တာလားနော်ဒါဆိုအခုတတိယကမှလည်းသူဒီတိုင်းပဲနော်တတိယကမှလည်းပဲနောက်ပိတ်နှလုံးပေါင်း9တစ်ခါနှလုံးပေါင်း8ထိတ်နှလုံးပေါင်း9 8ခွန်ဆိုတော့ကဏ္ဍဒီဘက်နှစ်ကိုလိုက်ထွက်တဲ့ချိန်မှာလည်းသူကနောက်ပေါင်း5ပုံတင်နဲ့ထွက်ခဲ့တဲ့အတွက်တဲ့နော်အဲ့နောက်ပေါင်း9ရဲ့နှစ်ခါနောက်ပေါင်း3နဲ့တဲ့
8ထိပ်ပါတဲ့နော်နောက်ပေါင်း3နဲ့8ထိပ်ဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ကအဲ့ဒီချိန်မှာလည်းပြော9ရဲ့နှက်ခတ်နောက်ပေါင်း3ထွက်တာဖြစ်တဲ့တော့9ရဲ့နှက်ခတ်6နောက်ပိတ်နဲ့ထွက်မှာလားတကယ်လို့6နောက်ပိတ်နဲ့ထွက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က8ခွန်6နော်8ထိပ်နဲ့နောက်ပေါင်း3 10ခွက်ပေါ့နော်8ထိပ်နဲ့နောက်ပေါင်း3 10ခွက်အဲ့10ခွက်ထဲမှာ8ခွန်6နော်ဒါပထမစဉ်းစားပေးတာ8ခွန်6နော်တကယ်လို့10ခွက်ထဲကနေပြီးကျွန်တော်နောက်ထပ်2ခွက်ထပ်ထုတ်ပေးမယ်နော်10ခွက်စီထိုးနိုင်ရင်တော့ထိုးပေါ့မထိုးချင်တဲ့လူကလည်းအခုထုတ်ပေးတဲ့ဟာပဲထိုးနော်8ခွန်6မဟုတ်ဘဲနဲ့ तू ကဒီမှာစီနီယာစတဲခဲ့တယ်1 2 3စီနီယာတဲခဲ့တယ်နော်စီနီယာတဲပြီးတော့မှထွက်လာတဲ့ကဏ္ဍ4ခွန်8ကိုတဲ့စီနီယာထောက်ချက်တွေနဲ့ပဲပြန်ဖမ်းထားတာနော်4ခါ4နောက်ပိတ်ကတပွဲကျော်ကွာခွန်တပွဲကျော်5နောက်ပိတ်ကတပွဲကျော်ကွာ8ကတပွဲကျော်6နောက်ပိတ်ကတပွဲကျော်မှာထွက်တယ်ကွာ9ကတပွဲကျော်မှာထွက်တယ်ဒီစီနီယာနဲ့လိုက်ခဲ့တဲ့အတွက်ဒီပွဲမှာနောက်ပေါင်း9ရဲ့နှက်ခတ်နောက်ပေါင်း3နဲ့ထွက်တဲ့အချိန်မှာတဲ့သူကစီနီယာနဲ့ပဲလိုက်ချင်တာလားနော်စီနီယာနဲ့လိုက်မယ်ဆိုလို့ရှိရင်တဲ့ဒီကနှက်ခတ်မယူဘဲနဲ့သူကဇောင်းထိပ်စီးနဲ့နောက်ပိတ်ပေါင်းချင်း6ထိပ်စီးနဲ့နောက်ပိတ်ပေါင်းချင်းခွန်ဒီထိပ်စီးနဲ့နောက်ပိတ်ပေါင်းချင်း8ဖြစ်မယ်ဆိုရင်တဲ့နော်ဒီမှာ6ခွန်8လို့ဖြစ်ခဲ့မယ်ဆိုရင်တော့သူက9နောက်ပိတ်တဲ့နော်9နောက်ပိတ်အဲ့ဒီချိန်မှာပဲခါရလည်းပဲခါနှလုံးဒီထိပ်နဲ့ဒီခါနဲ့8ဒီထိပ်နဲ့ဒီခါနဲ့9ဒီထိပ်နဲ့ဒီခါနဲ့10ဖြစ်မယ်ဆိုရင်4ခါနော်4ခါနဲ့နောက်ပေါ့8ထိပ်နဲ့နောက်8 4 9နော်အဲ့တော့ဒီ site မှာကျွန်တော်တို့ကဒီ3ခွက်ကိုကျွန်တော်ကြိုက်တယ်နော်8 1 2ပြီးတော့နောက်တစ်ခွက်က8 1 2ကဲ8 6 8ခွန်6ကဲ8 4 9ရယ်ဒီ3ခွက်ပေါ့နော်ဒီ3ခွက်10ခွက်စီးရကနေဒီ3ခွက်ကိုထုတ်ပေးလိုက်တယ်နော်8ထိပ်နဲ့နောက်ပေါင်း3နော်ဒီ site က8ထိပ်နဲ့နောက်ပေါင်း3 10ခွက်ရှိတယ်အဲ့10ခွက်ထဲမှာ8ခွန်6ခွက်8 4 9ခွက်8 1 2ခွက်ဆိုတော့ကဏ္ဍ3ခွက်ကိုကြိုက်တယ်နော်ဟုတ်ပြီနော်အကြမ်းမြင့်ပြန်ရှင်းပြမယ်နော်ဒီ3လုံး1တဲ့အဲ့1ကိုတဲ့ဒီ4လုံး1အဲ့1နောက်ပိတ်အဲ့1နောက်ပိတ်သူ့ရဲ့တပွဲ2ပွဲ3ပွဲပြီးမှ1နောက်ပိတ်လို့တင်လိုက်တာနဲ့တပြိုင်တည်းတဲ့ဒီ4နောက်ပိတ်ချင်းပေါင်း4ခါချင်းပေါင်းခွန်ထိချင်းပေါင်း8 4ခွန်8ဆိုတော့ကဏ္ဍနောက်နှစ်ကိုလိုက်ထွက်တယ်တဲ့သူထွက်တော်မယ်ဆိုရင်4နောက်ပိတ်ကွာခွန်4နောက်ပိတ်ကွာခွန်เนาะစီနီယာထောက်ချက်နဲ့ပဲစီနီယာဖရိန်တဲလာပြီးထွက်လာတဲ့ကဏ္ဍဖြစ်တဲ့အတွက်စီနီယာထောက်ချက်နဲ့ပဲချုပ်ပြီးတော့ဖမ်းပြသွားတာเนาะ4နောက်ပိတ်ကတပွဲကျော်တဲ့4နောက်ပိတ်ကပဲမကွာခွန်အောက်တပွဲကျော်မှာထွက်တယ်ထွက်ပြီးရတဲ့သူ့အောက်မှာလိုက်မဲ့ကဏ္ဍလီတဲ့သူကနောက်ပေါင်း9ပုံသိန်းနဲ့ထွက်ခဲ့တယ်เนาะနောက်ပေါင်း9ပုံသိန်းနဲ့ထွက်တဲ့အတွက်သူနောက်ပေါင်း9ရဲ့နှက်ခတ်နောက်ပေါင်း3သူ့အောက်မှာလိုက်တဲ့ကဏ္ဍလီအဲ့နောက်ပေါင်း3ရဲ့ပါဝါ8ထိပ်နဲ့ထွက်ရတာเนาะနောက်ပေါင်း3ရဲ့ပါဝါ8ထိပ်နဲ့ထွက်တယ်เนาะဒုတိယကတစ်ပြီးတော့2တယ်เนาะဒီ3လုံး2အဲ့2ဒီ4လုံး2လို့ကစားတယ်အဲ့ဒီ2ကို2နောက်ပိတ်လိုက်တယ်အဲ့2နောက်ပိတ်ဒီသူ့ရဲ့အပေါ်တစ်ပွဲ2ပွဲ3ပွဲတက်ပြီးနောက်နှစ်မှာသူ့ဘေးမှာ2နောက်ပိတ်လို့ပိတ်လိုက်တာနဲ့တဲ့နောက်ပိတ်ချင်းပေါင်း4ထက်ခါချင်းပေါင်း1ထိတ်ချင်းပေါင်း3ည4 1 3ညဆိုတော့ကနောက်နှစ်ကိုလိုက်ထွက်တယ်အဲ့4 1 3ညလိုက်ထွက်တော့မယ်ဆိုရင်ပထမကမှ4နောက်ပိတ်ကွာခွန်သူ့ရဲ့အောက်တစ်ပွဲကျော်မှာကြာတာဒီကောင်ထွက်တော့မယ်ဆိုရင်ဒုတိယကမှ9နောက်ပိတ်ကွာ8เนาะအဲ့အောက်တစ်ပွဲကျော်မှာကြာတာသူကြားတဲ့အချိန်မှာလည်းပဲနောက်ပေါင်း9ပုံတင်နဲ့ပဲကြာခဲ့တယ်เนาะအဲ့နောက်ပေါင်း9ပုံတင်နဲ့အဲ့3ည4 1ထွက်တဲ့တွေ့တယ်အဲ့နောက်ပေါင်း9ရဲ့နှက်ခတ်ကိုနောက်ပေါင်း3ရဲ့ပါဝါ8ထိပ်เนาะအဲ့လိုကြာခဲ့တယ်เนาะအခုတတိယကံမှာလည်းသူဒီတိုင်းပဲတဲ့ဒီ3လုံး3တစ်ပြီးပြီ2ပြီးပြီ3ပြီး3လေအဲ့3ဒီ4လုံး3လို့ဖြီးတယ်တဲ့เนาะ3ည9 8 3ဒီ9 8 3ခွန်ဒီ4လုံး3အဲ့3ဒီ3နောက်ပိတ်လိုက်တာနဲ့သူ့အပေါ်တစ်ပွဲ2ပွဲ3ပွဲဘေးနောက်နှစ်မှာသူအဲ့3နောက်ပိတ်က3နောက်ပိတ်တက်ရိုက်အဲ့3နောက်ပိတ်တက်ရလိုက်တဲ့အတွက်နောက်ပိတ်ချင်းပေါင်း9ခါချင်းပေါင်း8ထိချင်းပေါင်းခွန်8ခွန်ဆိုတဲ့ကဏ္ဍဒီဒီနောက်နှစ်ကိုဒီဘက်နှစ်ကိုလိုက်ထွက်တယ်သူထွက်တဲ့ချိန်မှာလည်းနောက်ပေါင်း9ပုံဒီနဲ့ထွက်တယ်เนาะပထမကမှ4နောက်ပိတ်ကွာခွန်ရဲ့အောက်တပွဲကျော်မှာထွက်တယ်ဒုတိယက9နောက်ပိတ်ကွာ8ရဲ့အောက်တပွဲကျော်မှာထွက်တယ်အခုတတိယကဒီ6နောက်ပိတ်ကွာ9ရဲ့အောက်တပွဲကျော်မှာထွက်တယ်เนาะစီနီယာဖရိန်နဲ့တဲလာတဲ့ကဏ္ဍဖြစ်တဲ့အတွက်စီနီယာထောက်ချက်နဲ့ပဲသူကထောက်ပြီးတော့မှကြာသွားတာเนาะအဲ့ဒီကဏ္ဍထွက်တော့မယ်ဆိုရင်လည်းနောက်ပေါင်း9ပုံဒီနဲ့လိုက်ထွက်တယ်တဲ့เนาะအဲ့နောက်ပေါင်း9ရဲ့နှက်ခတ်နောက်ပေါင်း3နဲ့3ရဲ့ပါဝါ8ထိပ်နဲ့เนาะ8ထိပ်နဲ့နောက်ပေါင်း3ဆိုတော့ကဏ္ဍ10ခွဲအဲ့10ခွဲထဲမှာကျွန်တော်ကဒီကဏ္ဍ3ခွက်ကိုထုတ်ပေးလိုက်ရွေးပေးလိုက်တယ်เนาะ8ခွန်6ခွဲ8 4 9ခွဲ8 1 2ခွဲเนาะဟုတ်ကဲ့ဒီလောက်ဆိုရင်သဘောပေါက်မယ်ထင်ပါတယ်ဗျာเนาะဒီ8ခွန်9ထွက်တာပြီးခဲ့တဲ့ site ကဒီ site တစ် site တည်းမဟုတ်ဘူး3 site ရှိတယ်เนาะနောက်ထပ်2 site ရှိသေးတယ်เนาะဟုတ်ကဲ့အားလုံးပဲခုလက်เนาะကံကောင်းကြပါစေဗျာเนาะ